လက်တွေ့မှာစတင်လုပ်ဆောင်မယ်ဆိုရင်လိုအပ်တဲ့အဆင့်၄ဆင့်ကိုပြပြပေးသွားပါမယ်။နံပါတ်1အနေနဲ့ကတော့ project align စီးရင်တွေကိုစနစ်တကျခွဲထားဖို့လိုအပ်ပါတယ်။ master excel file ဒါမှမဟုတ် ERP system အရာ project တစ်ခုချင်းစီကို ledger file ဒါမှမဟုတ် folder လေးတွေစောက်ပြီးတော့တည်တံ့ခွဲထားဖို့လိုတယ်ပေါ့နော်။ကုန်ကျစရိတ်တွေdata တွေသွင်းတဲ့အခါမှာလည်း direct material cost ဒါမှမဟုတ် labor cost subcontractor machinery and site overhead အစရှိရပေါ့နော်သူတို့ရဲ့ကုန်ကျစရိတ် cost တွေကို data လေးတွေခွဲပြီးတော့ကုန်ကျစရိတ်အမျိုးအစားအလိုက်ခွဲခြားထားဖို့လိုတယ်ဒုတိယအချက်အနေနဲ့ဆိုလို့ရှိရင်လည်းဒီစာရွက်စာတမ်းတွေကိုအရင်ပြေချသွားစစ်ဆေးပြီးမှစာရင်းသွင်းဖို့လိုတယ်site ဘက်ကနေရရှိတဲ့ invoice တွေ voucher တွေ cash payment list တွေကိုအချက်လက်တစ်ခုချင်းစီကိုကန့်ညီမှုရှိမရှိစစ်ဆေးပြီးမှမှန်ကန်တယ်ဆိုမှစာရင်းသွင်းဖို့လိုအပ်ပါတယ်တတိယချက်အနေနဲ့ဆိုလို့ရှိရင် petty cash တွေ advance ကျိုးသုံးစရိတ်တွေကိုတည်တံ့မှတ်တမ်းတင်ဖို့လိုတယ် site manager တွေ engineer တွေဘက်ကနေပြီးတော့ထုတ်ပေးရပေါ့နော် advance ကျိုးသုံးငွေတွေပြီးတော့ petty cash တွေကိုပေါ့နော်တည်တံ့စရင်းထားမယ်ပြီးလို့ရှိရင်အပတ်စဉ်ရရှိလာတဲ့ voucher တွေနဲ့တူတူတိုက်ဆိုင်စစ်ဆေးရမှာပဲဖြစ်ပါတယ်နံပါတ်၄ချက်အနေနဲ့ဆိုလို့ရှိရင် site engineer တွေနဲ့အမြင်မပြတ်ဆက်သွယ်ဖို့လည်းလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကိုရီးယားဒီ data ပေါ့နော်စီးရင်စရာတွေကိုပဲကိုရီးယားသိတာဒီ site ဘက်က site မှာနေတဲ့သူတွေ site engineer တွေကကြတော့ဒီလက်တွေ့ပေါ့နော် ground situation ကိုသူတို့ကပိုသိတယ်ဒါကြောင့်မို့ဒီစီးရင်စရာတွေကိုတိုက်ဆိုင်စစ်ဆေးတော့မယ်ဆိုလို့ရှိရင်ဒီ site engineer တွေနဲ့အမြင်မပြတ်ဆက်သွယ်ပြီးတော့စီးရင်ချက်လက်တွေကိုရယူခြင်းကပို့ပြီးတော့စီးရင်စရာမှန်ကန်မှုအတွက်အထောက်အကူပြုပေးမှာပဲဖြစ်ပါတယ်